မထက်ဒီနေ့ set employment နဲ့ပတ်သက်တာလေးထပ်ပြီးတော့ပြောစရာရှိလို့ပါမဒီနေ့ဒီအချိန်ကစပြီးတော့ set employment agency ကိုမထက်အနေနဲ့ blacklist ကြီးညာပါတယ်ဒီတော့မထက်ကိုလာမေးကြတယ်ဘယ် agent ကောင်းလဲလို့ဘယ် agent မှာအလုပ်အပ်မလဲဆိုရင်တော့ set employment agency ကိုရှောင်ပြီးတော့အလုပ်အပ်ကြပါเนาะသူကအမျိုးလိန်လည်နေတဲ့ agency တစ်ခုပါပဲเนาะဘာကြောင့်အမ blacklist ကြီးညာလဲဆိုတာကိုအမရှင်းပြမယ်เนาะ set employment agency နဲ့ပတ်သက်ပြီးတော့မထက်ကို August လမှာ nursing home မှာအလုပ်လျှောက်တဲ့ညီမလေးတွေ10ယောက်လောက်ရှိတယ်သူတို့အဲ့လိုပေါ့နော်အဖွဲ့လိုက်စုပြီးတော့မရှိကိုရောက်လာကြတယ်သူတို့ set employment agency မှာ deposit တွေပေးထားတယ်ပေးထားပြီးမြင်အလုပ်မရတာ4-5-6လကြာပြီဖြစ်တဲ့အတွက်ဆိုတော့သူတို့မရှိကိုရောက်လာကြတယ်အဲ့ထက်မှာ nursing home များတယ်ပေါ့နော်အိမ်ကူညီမတွေလည်းပါတယ်နဲ့တွေ့ deposit တွေပြန်မရဘူးဆိုပြီးတော့ရောက်လာကြတယ်ရောက်လာကြတော့အဲ့အချိန်မှာအမ set employment agency ကိုဆက်သွယ်တယ်ဆန်ဆိုတဲ့ချင်းမလေးပေါ့နော်ဟို +1 ဖုန်းနံပါတ်ကင်နေ WhatsApp နဲ့ +1 ကင်မိမယ်သူဘမနေလဲဆိုတာတော့မသိပါတယ်ကဲအိမ်အမကိုမဆက်သွယ်တယ်သူ့ရဲ့ admin 2ယောက်ကိုလည်းအမဆက်သွယ်တယ်ဆက်သွယ်ပြီးတော့စကားပြောတဲ့အချိန်မှာအဲ့ဆန်ဆိုတဲ့ချင်းမလေးအနေနဲ့အမကိုဆက်သွယ်ပြီးစကားပြောတယ်ပေါ့နော်သူကပြောတယ်ဒီဟာသူပတ်စံပေါ့နော်ပြန်ရောမယ်ဒါပေမဲ့ဟိုပထမတစ်ခါ interview ပြီးတာဖြစ်တဲ့အတွက်ဆိုတော့เนาะ तू deposit ကိုအပြည့်ပြန်မရောနိုင်ဘူးပေါ့။အမအဲ့ချိန်မှာเนาะလက်ခံပေးလိုက်တယ်။ဒါကိုသဘောမတွေ့ပြီမဲ့အမလက်ခံပေးလိုက်တယ်။အမှန်ဆိုရင်ပထမ interview ဝင်သွားပြီမဲ့ဒီလူတွေကဘာလို့အခုမှပြန်အန်းခိုင်းလဲဆိုတော့ပထမ interview ဝင်ပြီးပြီဒုတိယ interview ဟာအမြန်ဆုံးဖြစ်ရမယ်။တစ်လအတွင်းဖြစ်ရမယ်။အလုပ်ရရတော့မယ်လေ။ပထမတစ်ခေါက်တော့အောင်ပြီးပြီ။ဒါပေမဲ့မအောင်မင်းသူတို့ကနေပြီးတော့အလုပ်မပေးပဲနဲ့4-5-6လကြာတယ်ဆိုတော့အလုပ်အပ်ထားတဲ့လူတွေကသူတို့မှမယုံကြည်တော့တခြားမှာလည်းအလုပ်ရရင်နဲ့ IP ပြနိုင် deposit ပြန်ထုတ်ပေးမယ်ဒါပြောတယ်အဲ့လူတွေကသူ့ရှိမှအလုပ်အပ်ထားတဲ့လူတွေကတခြားအလုပ်သာရသွားတယ် deposit ပြန်မပေးဘူးအဲ့လိုမျိုးကြီးဖြစ်တယ်ဒါပေမဲ့လည်းအမသဘောမတွေ့မဲ့ကဲနင်တို့ဒီလောက်ကြာပြီစုံနေမယ်တူတူရတဲ့လောက်တာယူမယ်ဆိုတဲ့ညီမတွေနဲ့ဆိုတော့ကဲယူလိုက်ကြတယ်မတို့เนาะအဲ့ပထမတစ်ခါကိုရှင်းပေးလိုက်တယ်နောက်ပြီးတော့10လပိုင်းမှာထပ်ဖြစ်တယ်10လပိုင်းမှာထပ်ဖြစ်တော့အမ post တင်လိုက်တယ် post တင်လိုက်တော့ပထမတစ်ခေါက်တော့အမတိုးတိတ်ပဲလုပ်ပေးခဲ့တာเนาะဒုတိယတစ်ခေါက်မှာ post တင်ပေးလိုက်တယ် post တင်တော့အဲ့လိုပဲလာပြီးတော့ဟောเนาะသူတို့တွေဒီစမ်းဆိုတဲ့အဲ့ချင်းမလေးကနေပြီးတော့လာဆက်သွယ်ပြီးတော့သူပြန်ရော်မယ်ပေါ့เนาะစာချုပ်တော့ချုပ်ကမယ်ပေါ့ဘယ်ရက်ပေးမယ်ပေါ့နော်ကဲကောင်းပြီအမကပြောတယ်မရမဲ့တူတူတော့သူ့မှာလည်းပတ်စံကျက်လို့ဖြစ်မယ်စောင့်ပေးလိုက်ကြပါလို့ဒီဘက်ကညီမတွေကိုပြောတော့ဒီဘက်ညီမတွေကမစောင့်နိုင်ပေမဲ့မထက်ကပြောကြမှုကြောင့်သူတို့စောင့်ပေးကြတယ်စာချုပ်တွေလက်ခံပြီးတော့ချုပ်ပေးလိုက်တယ်ဘယ်ရက်မှာတော့ပေးပါမယ်ဆိုပြီးတော့ဟိုဘက်ကဂရိပေးလို့ဆိုတော့အဲ့လိုမျိုးလက်ခံလိုက်ကြတယ်ဒါပေမဲ့အဲ့ရက်မှာမရဘဲနဲ့သူတို့ဟိုဆွဲဒီဆွဲလို့မရဘဲနဲ့ထပ်ပြီးတော့နောက်ထပ်လူတွေထပ်ဖြစ်ပြန်တယ် deposit တွေအဲ့လိုမျိုးပေးပြီးတော့အလုံးမရပဲနဲ့ထိုင်းမှာတောင်းတင်နေတဲ့လူတွေဖြစ်တယ်တချို့တွေကိုဆိုအခုနောက်ဆုံးတစ်ခေါက်မှဖြစ်တာကြတော့ deposit ကိုအရင်လို300မဟုတ်တော့အစားကျန်းလာပြီ1300လောက်ယူတာအဲ့လိုမျိုးတွေလောက်တာဖြစ်လာတော့အမပထမသူ့ WhatsApp မှာစကားတော့ပြောတယ်စကားတော့ပြောပြီးတော့ဒီမှာ Messenger ဒီ TikTok မှာလာပြောပါမှတ်မှာလာပြောပါဆိုတော့သူအမျိုးစုံတွေလောက်တာအားလုံးတွေ့မှာပါသူ့ရဲ့စရိုက်ကိုလည်းတွေ့ကြမှာပါသူအမားတို့ WhatsApp မှာမပြောပါဘူး WhatsApp မှာကြာရင်သူအမျိုးစုံတွေလုပ်တယ်အမကပြောတယ်ဖြစ်တဲ့လူတွေနဲ့ထိတ်တိုက်တွေ့ပြီးရှင်းမှာဆိုရင်သူဘယ်တော့မှသူမရှင်းရင်နော်အခုကြားတာတော့သူ့ရဲ့အရင်က admin ညီမတွေလည်းသူ့ချီကလာစာမရလို့လှုပ်ထွက်သွားပြီလို့ကြားပါတယ်နဲ့သူ့ရဲ့ post တစ်ခုအမသွားမှန်နေညီမရောစရာရှိတာရောပါသူအဲ့လိုပြောတဲ့ဟာကိုသူကပထမတော့အိမ်မက်အောင်မဖွင့်မင်းနဲ့နောက်ကြတော့သူကreply ပြန်တော့အိမ်မက်အောင်ဖွင့်နေအမပြန်ပြောတဲ့ဟာတွေကိုကြတော့သူတို့အကုန်ပိတ်ထားတယ်အေးကျန်တိုင်းလူကမန့်ပိတ်ကြတယ်နော်ဘာသဘောလဲတော့မသိအဲ့နဲ့ तू ကပြောတဲ့ဟာပေါ့နော်အိမ်မက်မှာရေးထားတာ तू ကလည်းပေါ့နော်သူ့ရဲ့အကောင့်မှာတင်ထားပါတယ်ပေါ့နော်သူ့ရှီကရစရာရှိတဲ့လူတွေလာပြီးတော့ဒီ post မှာလာမှတ်မှာလို့ပြောတာ तू ပြောချင်တာကဘယ်သူမှမမှန်ကြဘူးအိမ်မက် post မှာမမှန်ကြဘူးပေါ့နော်ဒီဆိုသဘောကဘယ်သူမှရစရာမရှိဘူးဆိုတဲ့သဘောမျိုးလို့ तू အမကိုပြောချင်တာအမှန်ကတော့အိတ် post မှာအမအပါအဝင်ဟိုအလိန်ခံရတဲ့လူပေါ့နော်သူ
သူအလွဲသုံးစားလုပ်ထားတဲ့သူတွေအကုန်လုံးလာမှန်းကြပါတယ်မန့်မဖွင့်ပါဘူးလေအဲ့လိုမျိုးလीမန့်ကိုတက်တိရှိရှိလीဖွင့်ရတဲ့ agent မျိုးအမှမတွေ့သေးဘူးဇဝါအစာသူတို့အစုံအကုန်လုံးတက်တိရှိရှိဖွင့်မောမန့်ကိုဘာဖြစ်လို့မဖွင့်ရကြလဲသူတို့အဲ့လိုမဖွင့်ရဘဲနဲ့အမျိုးစုံနေနဲ့သူတို့ကောင်းချောင်းလုပ်ကြတယ်အဲ့ဒါကတော့ agent တိုင်းလိုဖြစ်နေတယ်အမှအမြင်နဲ့ဟိုဆရာကြီးဆိုတဲ့ဇဝါအစာလीသိရမလားအဲ့ဒါအောက်တန်းစားကျင်လားနော်ဒီလိုမျိုးလုပ်တယ်ပြီးတော့အခုအထီးပတ်စံနေမလျော်သေးပဲနဲ့လျော်စရာရှိတာတွေမလျော်သေးပဲနဲ့တစ်ယောက်စနှစ်ယောက်စကိုလျော်ပြီးတော့လူတွေထက်ခေါ်နေရဆိုတော့နောက်ထပ်လူတွေထပ်ပြီးဒုက္ခရောက်ဖို့ရှိနေတယ်ဒီတော့အခုလေးနေလာမှတ်နေအမအောင်မလာမှတ်နေအမကသူ agent ပထမသူနေတဲ့ပထမ interview အောင်သွားလို့တဲ့အခု1000တောင်းနေတယ်ပေးရမလားဆိုတော့အမကတော့မပေးဘူးတားတယ်လို့ဒါပေမဲ့ဟို interview အောင်တဲ့လူရဲ့စိတ်ထဲမှာလဲငါ interview အောင်သွားပြီဆိုတော့အလုပ်ရသွားပြီဆိုတော့စိတ်ဆိုမပေးလိုက်ရင်ဒီအလုပ်လေးမရတော့မှလို့တွေးလိမ့်မယ်ဒီနေရာမှာပြောချင်တာအဲ့ဆန်ဆိုတဲ့ချင်းမသူက interview လုပ်တယ်ဆိုတာသူဟာသူလှုပ်ဆက်နဲ့လုပ်နေတာเนาะလက်ဝါးချင်းရိုက်ပြီးသူ့လူချင်းချင်း interview နေတာเนาะအမအဲ့ဒါမျိုးတန်တရားရှိတယ်အမသူ့ရဲ့ movie တွေကိုကြည့်ပြီးတန်တရားရှိတယ်ဘာလို့လဲဆိုတော့တချို့တွေအလုပ်ရသွားပါပြီဆိုတော့သူ့ရှိမှာတင်နေညီမလေးကအလုပ်မရပါဘူးဆိုပြီးတော့ Facebook မှာပြန်ပြီးရှင်းထားတာလေအမရှိမှာအဲ့သက်သေတွေရှိပါတယ်ဒီတော့ Sun Employment Agency ကိုဒီနေ့ဒီချိန်ကစပြီးတော့ blacklist ကျင်ရပါတယ်သူ့ရှိကနေပြီးတော့အလုပ်သွားအပ်တဲ့လူတွေဒီရက်ကဲနောက်ပိုင်းမှာအလုပ်အပ်ပြီးတော့ deposit ကိုယ့်သဘောနဲ့ကိုပေးပြီးတော့မှမတ်ထက်ရှိကိုရောက်လာရင်မတ်ထက်ကရက်ဆွဲမေးတယ်နော်ဘယ်ရက်ကနေအလုပ်အပ်ခဲ့တာလဲမေးပြီးတော့မှပဲအမကူညီမှာနော်အမဒီရက်မှာကြီးညာထားပြီးဖြစ်တဲ့အတွက်အဲ့နောက်ပိုင်းမှာအလုပ်အပ်တဲ့သူတွေကိုအမဘယ်သူမှမကူညီပါဘူးဒါပေမဲ့ဒီ Sun Employment အလွဲသုံးစားလုပ်ထားတာလိန်ထားတဲ့ဟာတွေကလူပေါင်းများစွာတွေဖြစ်နေတဲ့အတွက်အမအရှင်ယူရပါလိမ့်မယ်နော်ဒါတော့အမပြောမှာပဲအမကအရှင်ယူမယ်ဆိုရင်တော့အမဘာ data မှမရှိဘဲနဲ့အာမချဘူးပြီးတော့လေအမကပေါ်တင်ပဲပြောပြီးတော့မှာပဲအရှင်ယူတတ်ပါတယ်နော်ကဲဒါပြောပြီးပြီနော်